မင်္ဂလာပါရှင်လိုင်စာ TV ရဲ့အပတ်စဉ်စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးရမယ့်တဲ့နေ့ကတော့တိုက်ပွဲတဲ့စစ်ကောင်စီတပ်မှအပြစ်မဲ့ပြည်သူ2ဦးကိုပစ်တက်လိုက်တဲ့တဲ့လက်နက်ကြီးထိမှန်တဲ့နေရက်ပြန်စစ်ရှောင်း9ဦးအနက်တဦးသေဆုံးတဲ့တဲ့နေ့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအခုမှစင်ပါရှင်။ကေယမတ်တေတမဟာအမခနိတယင်းနေမြေစီယံရှင်ကပ်ပုံတောင်မှာဖေဖိုင်လာ19ရက်နေ့17နာရီအချိန်ခန့်ကစပြီးစစ်ကောင်စီနဲ့ကေယတပ်တို့လက်နက်ကြီးပြန်လည်ပစ်ခတ်တိုက်ခိုက်နေကြကြောင်းသိရပါတယ်။ဖေဖိုင်လာ16ရက်နေ့ကလည်းရှင်ကပ်ပုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ခလာရ46 138စုပေါင်းတပ်တို့၎င်းတောင်တဝိုက်မှာတွာလာလှုပ်ရှားနေစဉ်KA PDF စုပေါင်းတပ်ဖွဲ့နဲ့ထိတ်တိုက်တွေ့ဆုံကညနေပိုင်း9:20မှ4:20အချိန်ထိ2နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်ဘက်မှထိခိုက်ဒေဆုံးမှုများရှိခဲ့ပါတယ်။၎င်းနေရာဒေသမှာလက်ရှိအချိန်ထိစစ်ကောင်စီတပ်နဲ့KAတပ်ဖွဲ့တို့ကြားစစ်ရေးတင်းမာမှုအခြေအနေရှိနေဆဲဖြစ်တဲ့အတွက်နောက်ထပ်နှစ်ဖက်တိုက်ပွဲများရှိလာနိုင်ကြောင်းလည်းရှေ့တန်းစစ်မြေပြင်တဲ့အရသိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ3ရက်နေ့ကလည်း KA အမှတ်9တပ်ရင်းနယ်မြေစွန်ဘီယာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကို KA နဲ့ PDF စုပေါင်းတပ်တို့တွားရောက်တိုက်ခိုက်တိမ်ဖိုက်ခဲ့တာရှိပြီး၎င်းနောက်စစ်ကောင်စီတပ်မှလေကြောင်းလိုင်းများအုံပြုကဘုံကျဲတိုက်ခိုက်ခြင်းများပြုလုပ်တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရပြီးနေအိမ်တွေလည်းပျက်စီးဆုံးရှုံးသွားရကဒေသခံအမြောက်အများလည်းတောတောင်တွေထဲအခုချိန်ထိတပြေးတွင်းရှောင်နေရကြောင်းလည်းသိရပါတယ်ရှင်။ဗမော်ခရိုင်မိုးမောက်မြို့မှန်ဘုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ခမရ130မှဖေဖော်ဝါရီလ18ရက်နေ့ည10:00နာရီအချိန်ခန့်ကစခန်းရှိမှာဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ပြည်သူ2ဦးကိုတနက်နဲ့ပစ်တက်လိုက်ကြောင်းဒေသခံများမှသိရပါတယ်။မိုးမောက်မြို့ရှိပြည်သူများဟာနိုင်ငံရေးမတည်ငြိမ်တဲ့နောက်ပိုင်းစစ်ကောင်စီတပ်မှတွေ့သည်များပြည်သူတွေကိုဖမ်းဆီးတနက်နဲ့ပစ်တက်တာတွေကြောင့်ညအချိန်အပြင်ထွက်တဲ့သူမရှိသလောက်ဖြစ်ပေမဲ့ဖေဖော်ဝါရီလ18ရက်နေ့ကပြည်သူ4ဦးကိုဖမ်းဆီးသွားတဲ့နောက်စခန်းရှိဆိုင်ကယ်နဲ့ဖြစ်လာတဲ့ဦးဂရန်ထင်နန်နဲ့ဦးလဖိုင်လာပါတို့2ယောက်ကိုစစ်ကောင်စီတပ်မှတားမြစ်စစ်ဆေးမှုပြုလုပ်ရန်ရက်ခိုင်းထားတာကိုမရက်ပေးတာကြောင့်တနက်နဲ့ပြစ်ခတ်ရာ2ဦးလုံးနဖူးထိမှန်ပြီးတေဆုံးသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။တေဆုံးသွားသူ2ဦးကိုမိုးမောက်ရင်ခွဲယုံမှာစစ်ဆေးမှုပြုလုပ်ပြီးဖေဖော်ဝါရီလ19ရက်နေ့10:00နာရီအချိန်မှာတကြိုလိုက်ပြီးဖြစ်ကြောင်းလည်းသိရပါတယ်။စစ်ကောင်စီတပ်မှပြည်သူများရှိရာကျေးရွာတွေကိုစစ်မြေပြင်ပြုလုပ်ကတိုက်ပွဲများပြုလုပ်ပြီးအပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်တာတွေပြုလုပ်နေတာကြောင့်လုံခြုံမှုမရဘဲကြီးလန့်စာစားနေရတယ်လို့မိုးမောက်ဒေသခံတအုပ်ကပြောပါတယ်။ KA နဲ့စစ်ကောင်စီတပ်တို့ဖေဖော်ဝါရီလ18ရက်နေ့ကမိုးမောက်ဝမ်နဲ့ခါနန်မှတိုက်ပွဲများဖြစ်ပွားလာတာကြောင့်ဒေသခံပြည်သူတွေကနီးစပ်ရာဖျားကျောင်းတွေမှာစစ်ရှောင်နေရကြောင်းလည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်မိုင်းရောဒေသဘက်တိုက်ပွဲရှောင်လာတဲ့စစ်ရှောင်ပြည်သူများနေရက်ပြန်လာတဲ့လမ်းအတွင်းလက်နက်ကြီးထိမှန်တန်ရာရသူ9ဦးမှတဦးထပ်မံတေဆုံးသွားတယ်လို့ဒေသခံများမှသိရပါတယ်။လာရှိုးစစ်ဆေးရုံမှာစေကုတခံယူနေတဲ့လူနာ9ဦးထဲကတဦးမနေ့ကထပ်မံတေဆုံးသွားတယ်။အခုကြီးထိတဲ့ပန်နန်းရွာကအကုန်လုံးအမျိုးသမီးတွေဖြစ်ပြီးတေဆုံးသွားတာကစုစုပေါင်း4ယောက်ရှိပြီလို့ဒေသခံတအုပ်ကပြောပါတယ်။အဆိုပါပန်နန်းစစ်ရှောင်များကမိုင်းရောဒေသဘက်စစ်ရှောင်နေရာမှာနေရာထိုင်ခင်းခက်ခဲတွေကြောင့်ဖေဖော်ဝါရီလ18ရက်နေ့နေရက်ပြန်တဲ့လမ်းမှာမီဒီအဖွဲ့မှပစ်ခတ်လိုက်တာမတိသေးတဲ့လက်နက်ကြီး2ခုကြပောက်ကွဲခဲ့တဲ့အတွက်စစ်ရှောင်ပြည်သူ9နှစ်အရွယ်ကလေးတဦးအပါအဝင်3ဦးကြီးထိမှန်ကပွဲချင်းပြီးတေဆုံးသွားကတရားရရှိသူ9ဦးအထိရှိကြောင်းလည်းသိရပါတယ်။အဆိုပါတရားရရှိသူ9ဦးနဲ့ဖေဖော်ဝါရီလ18ရက်နေ့တဦးထပ်မံတေဆုံးသွားသည့်အတွက်တေဆုံးသူစုစုပေါင်း4ဦးရှိပြီဖြစ်ကြောင်းနဲ့လက်ရှိတရားရထားတဲ့တန်4ဦးလည်းတရားပြင်းထန်ကစိုးရင်ရတဲ့အခြေအနေရှိသေးတယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။